Atom element molecule နဲ့ compound တွေကဘာတွေကွာလဲစကြဝဠာထဲမှာရှိတဲ့အရာအလုံးအလွန်သေးငယ်တဲ့အတန်လို့ခေါ်တဲ့ particle တွေနဲ့ဖွဲ့စည်းထားတယ်ဥပမာရွှေဆိုတဲ့အတုံးတစ်တုံး AU ဆိုတဲ့အတန်တန်းပေါင်းများစွာနဲ့တည်ဆောက်ထားတယ်အစာခင်းမှာမဟုတ်ဘူးအရည်တွေအငွေ့တွေအားလုံးလည်းအတန်နဲ့ပဲဖွဲ့စည်းထားတာဆိုတော့အတန်ကိုအရာအလုံးရဲ့မူလအစလို့သတ်မှတ်လို့ရတယ်ဒါဆို element ဆိုတာကို element ကကြတော့ခုနအတန်တွေဖွဲ့စည်းထားတဲ့အရာဖြစ်တယ်ခုနရွှေဆိုတဲ့အတုံးက AU အတန်နဲ့ဖွဲ့စည်းထားတဲ့အတွက်အဲ့ဒီရွှေအတုံး element လို့ခေါ်တယ်တနည်းအားဖြင့် AU element ဆိုတဲ့သဘောကမျိုးတူတဲ့အတန်တွေနဲ့ပဲဖွဲ့စည်းထားတာရွှေမှာဆိုရင် AU ဆိုတဲ့အတန်တစ်မျိုးပဲပါဝင်တယ်ငွေတွေကျင်းနီတွေမှာဆိုရင်လည်းသူတို့ရဲ့သက်ဆိုင်ရာအတန်တစ်မျိုးစီပဲပါဝင်တယ်ဒီလိုမျိုးတူတဲ့အတန်တွေနဲ့ပဲဖွဲ့စည်းထားတဲ့အတွက် element ကို Dwelling လို့ခေါ်တယ်နောက်တစ်ခုက molecule ခုနအတန်လို့ခေါ်တဲ့အရာတွေကိုချိတ်ဆက်လိုက်ရင် molecule ဖြစ်ပေါ်လာတယ်ဥပမာအောက်ဆီဂျင်အတန်နှလုံးကိုဘွန်းနဲ့ဆက်လိုက်မယ်ဆိုကျွန်တော်တို့နေ့စဉ်ရှူနေတဲ့အောက်ဆီဂျင် O2 ဆိုတဲ့ molecule ဖြစ်ပေါ်လာတယ်ကျွန်တော်တို့တောက်တဲ့ရေတနည်းအားဖြင့် H2O molecule တွေမှာဆိုလဲ hydrogen အတန်နှလုံးနဲ့ oxygen အတန်တစ်လုံးစီပါဝင်တယ်ဒီလိုမျိုးအတန်တွေကိုချိတ်ဆက်ထားတဲ့အရာတွေကို molecule တွေလို့ခေါ်တယ် molecule မှာဆိုရင်လည်းမျိုးတူတဲ့အတန်တွေဆက်ထားတဲ့ molecule နဲ့မျိုးမတူတဲ့အတန်တွေဆက်ထားတဲ့ molecule ဆိုပြီးနှစ်မျိုးရှိတယ်ခုန O2 ဆိုတဲ့ molecule မှာဆိုရင်မျိုးတူတဲ့ oxygen အတန်တစ်ခုကိုချိတ်ဆက်ထားတာအဲဒါကြောင့် O2 ကို molecule of element လို့ခေါ်တယ်H2O ဆိုတဲ့ molecule ကိုကြတော့မျိုးမတူတဲ့ hydrogen အတန်နှလုံးနဲ့ oxygen အတန်တစ်လုံးချိတ်ဆက်ထားတယ်အဲ့လို molecule မျိုး molecule of compound တနည်းအားဖြင့် dropout လို့ခေါ်တယ်NaCl, CH4, HCl စတဲ့ molecule တွေက compound molecule တွေဖြစ်တယ်